အားလုံးပဲမင်္ဂလာပါကျမကတော့ဒေါ်ပပအောင်ဖြစ်ပါတယ်ကျမက2016ခုနှစ်မှာရန်ကုန်သူနာပြုတက္ကသိုလ်မှာ BNSC General ဘွဲ့ကိုရရှိခဲ့ပါတယ်2016မှာ2019ခုနှစ်အတွင်းညောက်ကလာအထွေထွေယောဂကုနဲ့တင်ကြားရေးစက်ရုံကြီးမှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်ယခုလက်ရှိမှာတော့ Noveland Technical Services Company Limited မှာ Permanent Trainer အဖြစ်တာဝန်ထမ်းဆောင်နေပါတယ်ရှင်အခုတင်ကြားမယ့်ခေါင်းစဉ်ကတော့ Bed Making လူနာအိပ်ယာခင်းခြင်းဖြစ်ပါတယ်စာမျက်နှာ80ခွန်ကိုကြည့်အောင်နော်စာမျက်နှာ80ခွန်ရဲ့အောက်နားလေးမှာ Bed Making လူနာအိပ်ယာခင်းခြင်းအဲ့တော့လူနာအိပ်ယာခင်းခြင်းဆိုတာကလူသားတိုင်းပေါ့နော်အိပ်ဆက်အနားယူတဲ့အခါမှာတက်တောင့်တက်တာဖြစ်ရန်အတွက်အိပ်ယာကတန်ရှင်းတည်သက်ဖွင့်ရန်အရေးကြီးတယ်အထူးသဖြင့်အိပ်ယာကလူနာအတွက်ပြုစုကုသမှုခံယူရတဲ့အနားယူတဲ့နေရာလည်းဖြစ်တယ်အဲဒါကြောင့်မို့လို့ဆရာမတို့ကလူနာအိပ်ယာခင်းခြင်းကိုတင်စားပေးရခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့အိပ်ယာခင်းနည်း၃မျိုးရှိတယ်အိပ်ယာခင်းနည်း၃မျိုးက unoccupied bed လူနာမရှိသောအိပ်ယာခင်းနည်း occupied bed လူနာရှိသောအိပ်ယာခင်းနည်းပြီးရင် post operative bed ခွဲစိတ်ပြီးလူနာအားအိပ်ယာခင်းနည်းဆိုပြီးတော့အိပ်ယာခင်းနည်း၃မျိုးရှိပါတယ်အဲ့တော့အိပ်ယာခင်းဖို့ရန်အတွက်လိုအပ်သောပစ္စည်းများပေါ့နော်။ဘာပစ္စည်းတွေလိုမလဲဆိုရင် article requirement အနေနဲ့ mattress bag မှုရအစွပ်လိုပါတယ်။ draw sheet အိပ်ယာခင်းအတူ waterproof sheet Macintosh အဲ့တော့ရေဆိုခံအခင်းရေဆိုခံတရေပြား bed spread ဆောင်ရဲအပေါ်တွင်ခင်းရသောအခင်းအရှိ torch sheet ဆောင်ရဲအောက်တွင်ခင်းရသောအခင်းရှိ blanket ဆောင် bottom sheet မှုရရဲ့အပေါ်တွင်ခင်းရသောအခင်းရှိ pillow and pillowcase ခေါင်းအုပ်နှင့်ခေါင်းအုပ်စွပ်တို့လိုအပ်ပါတယ်အဲ့တော့ unoccupied bed making လူနာမရှိသောအိပ်ယာခင်းနည်းလူနာမရှိသောအိပ်ယာခင်းဖို့အတွက်ဆိုလို့ရှိရင်ပထမဦးဆုံးပစ္စည်းအားလုံးကိုစုမယ်ဆိုတော့ဆရာမတို့ပြောရလိုအပ်တဲ့ပစ္စည်းတွေအကုန်လုံးဆရာမတို့စုမယ်စုပြီးဆိုလို့ရှိရင် procedure မစခင်လောက်ဆောင်ချက်မစခင်မှာလူနာရဲ့ကတင်ဘေးမှာဆရာမတို့ကကလထိုင်တစ်လုံးချပြီးတော့အဲ့ကလထိုင်ပေါ်မှာအဝတ်ဟောင်းအခင်းဟောင်းတွေထည့်ဖို့ချင်းသို့မဟုတ်အိတ်တွေထားရမယ်အဲ့တော့ဒီအခင်းအိပ်ယာခင်းအစ်စ်လဲပေးမှာဖြစ်တဲ့အတွက်ဆရာမတို့ကအိပ်ယာခင်းအဟောင်းတွေကိုဖယ်ပြီးတဲ့အခါမှာအဲ့ဒီအဝတ်အဟောင်းအခင်းအဟောင်းတွေထဲမဲ့ချင်းတွေအိတ်တွေကိုဆရာမတို့ကစနစ်တကျဆွန့်ပြရမယ်အဲ့တော့ကတင်ကတပြေးညီ flat ဖြစ်ရမယ် side ray တွေကိုချထားရမယ်အဲ့တော့ကတင်ကတကယ်လို့ဒါခေါင်းရင်းချင်းနေမြင့်ထားမယ်ဆိုရင်ဆရာမတို့ကကတင်ကိုတပြေးညီပေါ့နော်ရေပြေးညီတိုင်းဖြစ်အောင်ထားရမယ် side ray ပေါ့နော်ကတင်ဘေးအကာတွေကိုဆရာမတို့ကချထားရမယ်ပြီးရင်အိပ်ယာခင်းအဟောင်းတွေကိုမတုံးတော့ဘူးဆိုလို့ရှိရင်အဝတ်ဟောင်းထည့်တဲ့အိတ်တွေချင်းတွေကိုဆရာမတို့ကထည့်ရမယ်ပထမဦးစွာ mattress လို့ခေါ်တဲ့မှုရပေါ်မှာ bottom sheet မှုရပေါ်မှာခင်းရတဲ့အခင်းအရှိကိုအခင်းအရှိရဲ့ပေါ့နော်ခေါက်ရိုးအလဲတက်တဲ့ကိုမှုရရဲ့အလဲတက်တဲ့မှာဆရာမတို့ထားပြီးတော့ဖြန့်ခင်းမယ်အဲ့ပိုနေတဲ့အခင်းအစတွေကိုဒီ mattress အောက်ပေါ့နော်မှုရရဲ့အောက်ကိုဆရာမတို့ကဒေါင်း၄ဒေါင်းအစတွေကိုမှုရရဲ့အောက်မှာကျင်တွယ်ပုံတံခောက်ပြီးတော့သွင်းရမယ်အဲ့တော့ waterproof sheet ရေဆိုခံအခင်းရေဆိုခံတရေပြားကိုကတင်ခေါင်းရင်းရနေပြီးတော့တပေခွဲအကွာတင်ပါရဲ့အောက်နေရာကိုချိန်ပြီးတော့ဆရာမတို့ခင်းရမယ်အဲ့တော့ draw sheet အခင်းအတူကိုဆရာမတို့က waterproof sheet ရေဆိုခံအခင်းအပေါ်မှာခင်းရမယ်ခင်းပြီးသွားလို့ရှိရင် waterproof sheet ရေဆိုခံအခင်းရော draw sheet အခင်းအတူရဲ့ပိုနေတဲ့အခင်းစားတွေကိုဆရာမတို့မှုရရဲ့အောက်ကိုညှက်သွင်းရမယ်ပြီးသွားလို့ရှိရင် torch sheet ကိုခင်းမယ်ပေါ့နော် torch sheet ကိုမှုရပေါ်မှာ draw sheet ခင်းသလိုပဲဆရာမတို့အပြန်ခင်းထားလိုက်မယ်ခင်းပြီးပြီဆိုလို့ရှိရင် torch sheet ရဲ့အပေါ်မှာဆောင်ကိုဆရာမတို့ကကတင်ခေါင်းရင်းရနေပြီးတော့ရှစ်လက်မအောက်လျှော်ပြီးတော့ခင်းရမယ်အဲ့တော့အဲ့ဒီဆောင်ရဲ့အပေါ်မှာဆရာမတို့ကဒီ bed spread ကို torch sheet ခင်းတဲ့အနေထားအတိုင်းပဲဆရာမတို့ခင်းမယ်ပြီးရင် bed spread ကိုဆရာမတို့ blanket ရဲ့အောက် bed spread ကိုဆရာမတို့ဆောင်ရဲ့အောက်ကိုခောက်သွင်းမယ်ခောက်သွင်းပြီးတဲ့အခါမှာ torch sheet ကိုလည်းဒီ bed spread ရဲ့အပေါ်ကိုဆရာမတို့ပြန်ပြီးတော့တင်ရမယ်ပေါ့နော် bed spread ရဲ့အပေါ်ကိုတင်ပြီးတော့ခင်းရမယ်အောက်အနားစာတွေအဲ့ဒီtorch sheet ရဲ့ blanket ရဲ့ bed spread ရဲ့အောက်အနားစာတွေကိုဆရာမတို့ကတောင်းမှန်ပုံတံခောက်ပြီးတော့သွင်းမယ်ပေါ့နော်အဲ့တော့ torch sheet နဲ့ bed spread အုပ်ထားတဲ့ဆောင်းကိုခောက်ပြီးတော့ခြေရင်းမှာထားမယ်အဲ့ဒီ torch sheet ရဲ့ bed spread ရဲ့အုပ်ထားတဲ့ဆောင်းပေါ့နော်အဲ့သုံးလွှာလုံးကိုဆရာမတို့ကကတင်ရဲ့ခြေရင်းမှာခောက်ပြီးတော့ပေါ့နော်ထားမယ်ပြီးသွားလို့ရှိရင်ခေါင်းအုံးနဲ့ခေါင်းအုံးကိုပေါ့နော်ခေါင်းအုံးဆွတ်မယ်ခေါင်းဆွတ်ပြီးလို့ရှိရင်ခေါင်းအုံးဆွရဲ့အပွင့်ကိုပေါ့နော်အပွင့်ပိုင်းကိုဆရာမတို့ကတကားပေါက်နဲ့စန့်ကျင်ဘက်နေရာမှာထားမယ်ပြီးရင်အခင်းအိပ်ယာခင်းလုံးဝခင်းပြီးပြီဆိုလို့ရှိရင်ဆရာမတို့လက်ဆေးမယ်ပေါ့နော်ဒါက
လူနာမရှိတော့အိယာခင်းခင်းနေပါနောက်တစ်ခုကကြတော့ occupy bed making လူနာရှိတော့အိယာခင်းနေလူနာရှိရဲ့အိယာခင်းကိုခင်းမဲ့အခါမှာအိယာခင်းမဲ့ဆရာမကဆရာမတို့လက်ဆေးမယ်လက်ဆေးပြီးရင်အိယာမခင်းမိမှာကတင်ဘေးမှာကလထိုင်တစ်လုံးနဲ့အဝတ်အဟောင်းတွေထဲမဲ့အိတ်တာမမုတ်ချင်းတွေကိုအစင်သင့်ထားရမယ်အဲ့တော့ procedure မစခင်လူနာကဒီကတင်ကြီးအိယာကြီးပေါ်မှာရှိနေတဲ့အတွက်ဆရာမတို့ကဒီအိယာခင်းမခင်းခင်လူနာကိုအိယာခင်းခင်းမိဆိုတဲ့အကြောင်းကိုဆရာမတို့ရှင်းပြရမယ်ရှင်းပြပြီးရင်ဆရာမနဲ့စန့်ကျင်ဘက်ကိုပေါ့နော်လူနာဘေးကိုဖြည်းဖြည်းဆောင်းမယ်အဲ့တော့ဆရာမကကတင်ရဲ့တချမ်းမှနေမယ်လူနာကိုဆရာမရဲ့စန့်ကျင်ဘက်ကိုဆောင်းမှဖြစ်တဲ့အတွက်ဆရာမရဲ့စန့်ကျင်ဘက်အချမ်းမှာကတင်အကာကိုဆရာမတို့ကာထားရမယ်ပေါ့နော်အဲ့တော့ဒီဆရာမရဲ့စန့်ကျင်ဘက်ကိုလူနာကိုဖြည်းဖြည်းချင်းဆောင်းခိုင်းမယ်ပြီးရင်ဘောတွန်ရှိဒီအောက်ခြေအခင်းပေါ့နော်အောက်ခြေအခင်းကိုဆရာမတို့ကအောက်ခြေအခင်းကမှွေရအောင်မှာထိုးသွင်းထားတာဖြစ်တဲ့အတွက်အဲ့ဒီထိုးသွင်းထားတဲ့အစတွေကိုဆရာမတို့ကဆွဲထုတ်ပြီးတော့လူနာရဲ့ကြောအောက်ကိုဖြင်းချင်းစွာလိပ်သွင်းရမယ်အဲ့တော့ဘောတွန်ရှိအောက်ခြေအခင်းလိပ်သွင်းသလိုပဲ draw ရှိအခင်းအတူတွေကိုလည်းဆရာမတို့လိပ်သွင်းရမယ်အဲ့တော့ကြောအောက်ကိုအခင်းအဟောင်းတွေကိုလိပ်သွင်းပြီးတဲ့အခါမှာဒီကတင်ပေါ်မှာမှွေရပေါ်မှာပေါ့နော်အခင်းမခင်းထားရလွတ်နေတဲ့အပိုင်းဖြစ်သွားပြီအဲ့တော့လွတ်နေတဲ့အခင်းဘက်ကိုဆရာမတို့ကဘောတွန်ရှိအစ်စ်ကိုညီညာစွာခင်းမယ်ထောင်စုံဘက်နဲ့ပေါ့နော်ခြေရင်းဘက်အနားတွေကိုဆရာမတို့ကတေချာစွာခောက်ပြီးတော့မှု့ရရဲ့အောက်ကိုတင်းတင်းရင်ရင်ဆွဲသွင်းမယ်အဲ့လိုပဲဘောတွန်ရှိပေါ်မှာဆရာမတို့က waterproof ရှိကိုလည်းဘောတွန်ရှိခင်းတယ်လို့ပဲဆရာမတို့ကညီညာစွာဆွဲပြီးတော့မှု့ရအောက်ကိုဆွဲသွင်းပြီးတော့ခင်းမယ်အဲ့တော့waterproof ရှိခင်းပြီးသွားရင်ဆရာမတို့က waterproof ရှိပေါ်မှာ draw ရှိကိုလည်း waterproof ရှိခင်းတဲ့အတိုင်းပဲဆရာမတို့ခင်းမယ်အဲ့တော့တချမ်းကအခင်းအသစ်တွေခင်းပြီးသားဘက်အဲ့တော့လူနာကိုအခင်းအသစ်ခင်းပြီးသားဘက်ကိုဖြင်းပက်လက်လှန်ပြီးတော့အခင်းအသစ်ခင်းထားတဲ့ဘက်ကိုဆရာမတို့စောင်းမယ်စောင်းပြီးလို့ရှိရင်လိတ်ထားတဲ့အခင်းအဟောင်းတွေပေါ့နော်လိတ်ထားတဲ့ဘောတွန်ရှိတွေ waterproof ရှိတွေ draw ရှိတွေကိုဆရာမတို့ဖြင်းချင်းစွာဆွဲထုတ်လိုက်မယ်ဆွဲထုတ်ပြီးတော့အဝယ်ဟောင်းထည့်မဲ့အိတ်တွေချင်းတွေကိုဆရာမတို့ထည့်မယ်ပြီးလို့ရှိရင်လူနာရဲ့အောက်မှာထိုးသွင်းထားတဲ့ဘောတွန်ရှိ waterproof ရှိနဲ့ draw ရှိအသစ်တွေကိုဆရာမတို့ညင်သားစွာဆွဲပြီးတော့ပို့ရရဲ့အောက်ကိုနီးစနစ်မှန်မှန်ခောက်ပြီးတော့ဆရာမတို့သွင်းမယ်အဲ့တော့ပြီးသွားလို့ရှိရင်အဲ့တော့လူနာရှိနေရတဲ့ဆရာမတို့အဲ့ရခင်းအသစ်ခင်းမိသားဖြစ်သွားပြီပေါ့နော်ပြီးသွားပြီလို့ရှိရင်ဆရာမတို့ခေါင်းအုံးကိုယူမယ်ခေါင်းအုံးစုအဟောင်းကိုချွတ်မယ်ခေါင်းအုံးစုအသစ်ပြန်ဆုပ်ပေးမယ်လူနာကိုခေါင်းအုံးပြန်အုံးပေးမယ်ပြီးရင်ဆောင်းအဟောင်းကိုလည်းဆရာမတို့ဖယ်လိုက်မယ်ဖယ်လိုက်ပြီးလို့ရှိရင်အဝယ်ရောင်းထည့်မဲ့အိတ်တွေချင်းနေတဲ့ကိုထည့်မယ်လူနာကိုစောင်းအသစ်ပြန်ခြုံပေးမယ်အဲ့လိုနည်းနဲ့ဆရာမတို့ကလူနာရှိတဲ့အိယာခင်းအသစ်လဲလှည့်ပြီးတဲ့အခါမှာလူနာပြုဆရာမကလက်ဆေးမယ်ပေါ့နော်ဒါကလူနာရှိတဲ့အိယာခင်းနေပါအဲ့တော့နောက်တစ်မျိုးကကြတော့ post operative bed making ခွဲစိတ်ပြီးလူနာကိုဆရာမတို့အိယာခင်းမယ်ခွဲစိတ်ပြီးလူနာဖြစ်တဲ့အတွက်လူနာကခွဲစိတ်ခန်းထဲမှာခွဲစိတ်နေမယ်ခွဲစိတ်ပြီးမှပြန်လာမှာအဲ့တော့လူနာရဲ့အိယာကတင်ပေါ်မှာလူနာရှိမနေဘူးအဲ့ဒီအတွက်လူနာမရှိတဲ့အိယာခင်းလေးအတိုင်းပဲကတင်ကိုဆရာမတို့ခင်းထားမယ်ခင်းထားပြီးပြီဆိုလို့ရှိရင်ခွဲစိတ်ပြီးရဲ့လူနာအတွက်လိုအပ်တဲ့ပစ္စည်းတွေပေါ့နော်လိုအပ်တဲ့ပစ္စည်းတွေကိုထားပေးထားရမယ်အဲ့ဒါတွေကဘာတွေလဲဆိုလို့ရှိရင်အစွတ်ပါသောရေနွေးအိတ်လူနာကခွဲစိတ်ခန်းထဲကနေပြန်လာမှာဖြစ်တဲ့အတွက်ခွဲစိတ်ခန်းမှာအဲကွန်းရဲ့အရှိန်ကြောင့်ဆရာမတို့အရန်အေးနေနိုင်တယ်အဲ့ဒီအတွက်လူနာကပုံမှန်နေရာပြန်လာလို့ရှိရင်ပုံမှန်ထက်ချမ်းနေနိုင်တယ်ပေါ့နော်အဲ့ဒီချိန်မှာဆရာမတို့ပို့ပြီးတော့အနှွေထက်ပေးလို့ရအောင်လို့အစွတ်ပါတဲ့ရေနွေးအိတ်ပေါ့နော်ရေနွေးအိတ်ကတ်ချင်ရင်ကတ်လို့ရအောင်လို့အစွတ်ပါတဲ့ရေနွေးအိတ်လိုတယ်တရေပြားအရှည်အသေးတရေပြားအရှည်အသေးလေးလိုတယ်ဘာဖြစ်လဲဆိုလို့ရှိရင်လူနာကတကယ်လို့ခွဲစိတ်ခန်းနေထွက်လာပြီးလို့ရှိရင်မေစေးရဲ့အရှိန်ကြောင့်အန်တတ်တယ်ပေါ့နော်အန်တဲ့အခါမှာဆရာမတို့ကလူနာရဲ့တင်မအောက်မှာပဲရေဆိုကန်အခင်းကိုခင်းထားတာဖြစ်တဲ့အတွက်လူနာကအန်ဘီဆိုလို့ရှိရင်လူနာရဲ့ကတင်ရဲ့ခေါင်းရင်းပိုင်းမှု့ရရဲ့ခေါင်းရင်းဘက်တွေပေးသွားနိုင်တယ်အဲ့ဒီအတွက်လူနာရဲ့ခေါင်းအောက်ပေါ့နော်ဒီမှု့ရရဲ့ခေါင်းရင်းအောက်မှာခင်းဖို့ရအတွက်တရေပြားအရှည်အသေးလိုတယ်ပြီးရင် face towel တစ်ထည်မျက်နှာသုတ်ပေါ်ဝါတစ်ထည်ပေါ့နော်အဲ့ဒီတရေပြားအရှည်အသေးရဲ့အပေါ်မှာဆရာမတို့ဒီမျက်နှာသုတ်ပေါ်ဝါကိုခင်းရမယ်နောက်တစ်ခုကကြတော့လူနာရဲ့ဒီကတင်ဘေးကစပွဲပေါ်မှာပေါ့နော်ဆရာမတို့ tray တစ်ခုထားမယ်အဲ့ဒီ tray ပေါ်မှာဆရာမတို့ဗာထည့်ရမလဲဆိုလို့ရှိရင် kidney tray အညစ်အကြေးဆွမြစ်တဲ့ခွက်ထည့်မယ် tank depressor ရှာဖိရဲ့ဒုတ်တန်ထည့်မယ်ပြီးသွားလို့ရှိရင် airway လူနာကတကယ်လို့လေလန်းကြောင်းပိတ်ဆို့နေတဲ့အခါကျရင်လေလန်းကြောင်းဖွင့်လို့ရအောင်လို့အတွက် airway ထားမယ် sponge holder ဂုံးလုံးလေးတွေကိုညှက်ကင်နေပေါ့နော်ဒီညှက်တဲ့ပစ္စည်းတွေထားမယ်ပြီးရင် small bowl with swag အဲ့တော့ဂုံးလုံးလေးတွေထည့်ထားတဲ့ဒီခွက်သေးလေးတွေလိုအပ်ပါတယ်နောက်တစ်ခုကကြတော့အရေးကြီးသောလူနာအတွက်အောက်ဆီဂျင် service cylinder ပေါ့နော်အဲ့တော့တကယ်လို့လူနာကခွက်စိတ်ခန်းထဲကနေထွက်လာပြီးတော့
အောက်ဆီဂျင်ပေးဖို့လိုအပ်ပြီးလို့ရှိရင်ဆရာမတို့ကအောက်ဆီဂျင်ပေးဖို့ရန်အတွက်အောက်ဆီဂျင်ပေးတဲ့ပစ္စည်းတွေနဲ့အောက်ဆီဂျင်ပေးတဲ့ဆလင်ဒါအိုးတွေအသင့်ထားရပါမယ်ပြီးရင် distance ဆေးပလင်းချိတ်တော့တိုင်ပေါ့နော်လူနာကခွဲစိတ်ခန်းထဲကနေပြန်ထွက်လာတဲ့အခါမှာဆေးပလင်းတွေချိတ်ရနိုင်တဲ့အတွက်ဆေးပလင်းချိတ်ဖို့အတွက်ဆေးပလင်းချိတ်တဲ့အတိုင်းတွေလိုအပ်ပါတယ်ဒါကတော့ခွဲစိတ်ပြီးလူနာအတွက်အရာခင်းနည်းနဲ့ခွဲစိတ်ပြီးလူနာအတွက်ပို့ပြီးတော့ပြင်ဆင်ထားတဲ့ပစ္စည်းတွေပါအဲ့တော့ guideline for bed making အဲ့တော့ဒီအရာခင်းမွေးရန်အတွက်စီးမြင်းနေပေါ့နော်ဘလို့ဟာတွေကိုဆရာမတို့ကလမ်းညွှန်ချက်တွေကိုနားခိုင်းလိုက်နာရမလဲဆိုရင်တဲ့လူနာရေချိုးပြီးချိန်မှာအဲ့ရအသစ်ခင်းထားရမယ်အဲ့တော့လူနာရေသွားချိုးနေမယ်ဆိုလို့ရှိရင်ကလေးပေါ်မှာလူနာမရှိတဲ့အတွက်ဆရာမတို့ကအဲ့ရခင်းအသစ်ခင်းထားပေးရမယ်ပြီးရင်ပိုးမွားတွေပြန့်ပွားတာကိုလျော့နှဲစေရန်အသုံးပြုပြီးတဲ့ဗက်လီနင်တွေကိုဖြန့်ခါခြင်းမပြုရဘူးတဲ့အဲ့တော့ပိုးမွားပြန့်ပွားခြင်းတွေကိုပေါ့နော်ဖျော်ချနိုင်ဖို့ရအတွက်အသုံးပြုထားတဲ့အဲ့ရခင်းအဟောင်းတွေကိုဆရာမတို့ကဖြန့်ခါခြင်းမလုပ်ရဘူးပြီးလို့ရှိရင်သူနာပြုကအဲ့ရခင်းလဲလှယ်တဲ့အခါမှာခါနာတဲ့ကိုနေဟန်ထားမညီခြင်းတွေကိုဖြစ်ပေါ်ရဲပေါ့နော်ကိုနေဟန်သားမညီခြင်းတွေကြောင့်ဖြစ်ပေါ်လာနိုင်တဲ့နာကျင်ခြင်းတွေကိုရှောင်ရှားဖို့ရန်အတွက် good body mechanic ကိုသုံးရမယ်အဲ့တော့ပြောချင်တာကအရက်ခင်းတဲ့အခါမှာဆရာမတို့ကခါကုန်းပြီးတော့ခင်းရမယ်ဆိုရင်ခါမကုန်းပဲနဲ့ဒူးပွေးပြီးတော့ခင်းတာမျိုးပေါ့နော်အဲ့တော့ဘလို့လားအပ်တဲ့ဒီကိုနေဟန်သားမညီခြင်းဖြစ်နိုင်တဲ့ခါနာခြင်းတွေကိုကာကွယ်ဖို့ရန်အတွက် good body mechanic ကိုဆရာမတို့သုံးရမယ်အရက်ခင်းလဲနေတဲ့အခါမှာလူနာရဲ့အခြေအနေကိုမေးမြန်းရန်နဲ့nurse patient relationship တည်ဆောက်နိုင်ရန်အခြေယူနိုင်တဲ့အတွက်ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့အခါမှာလည်းအထောက်အကူဖြစ်စေတယ်အဲ့တော့အရက်ခင်းပေးတဲ့အခါမှာဆရာမတို့ကအချိန်ပိုရတယ်ပေါ့လူနာနဲ့စကားပြောဖို့အချိန်ပိုရတဲ့အတွက်ဆရာမတို့ကဒီလူနာရဲ့အခြေအနေတွေကိုမေးမြန်းဖို့အတွက်ပို့ပြီးတော့အဆင်ပြေတဲ့အတွက်လူနာနဲ့သူနာပြုနဲ့ကြားမှာရှိတဲ့ဆက်သွယ်ရေးကိုလည်းပိုကောင်းစေတယ်အဲ့လိုပိုကောင်းတဲ့အခါမှာသူ့ရဲ့အခက်အခဲတွေဆရာမတို့ပို့ပြီးသိလာရတဲ့အတွက်ဆရာမတို့ဘလို့ပိုကောင်းတဲ့ပေါ့နော်ပြုစုဆောက်ရှောက်မှုတွေပေးနိုင်မလဲဆိုတာကိုလည်းဆရာမတို့သိရတဲ့အတွက်ပေါ့နော်ဒီလိုမျိုးအဲ့ရခင်းနေခြင်းကပေါ့နော် nurse patient relationship ပိုကောင်းဖို့ရန်အတွက်ပြုစုကုသမှုတွေပိုကောင်းဖို့ရန်အတွက်လည်းဆရာမတို့ကိုအထောက်အကူဖြစ်စေပါတယ်အဲ့တော့ဒါကတော့ဒီလူနာကိုအဲ့ရခင်းပေးခြင်းနဲ့ပတ်သက်တဲ့သင်ခန်းစာပါဒီသင်ခန်းစာကိုပို့ပြီးတော့ပေါ့နော်နားလည်အောင်ပို့ပြီးတော့ရှင်းလင်းအောင်လို့ဆရာမကလည်းဒီအဲ့ရခင်းနည်းကိုပေါ့နော်ဆရာမကလက်တွေ့ခင်းပြသွားမှာဖြစ်ပါတယ်ဆရာမကအခုလူနာမရှိတော့အိယာခင်းနီ unoccupied bed making ကိုလက်တွေ့လုပ်ပြသွားမှာဖြစ်တယ်။အဲ့တော့ဆရာမတို့ပထမဦးဆုံးအိယာခင်းမှုအတွက်ဆိုရင်လိုအပ်တဲ့ပစ္စည်းတွေကိုစုမယ်။ပြီးသွားလို့ရှိရင်ဒီကတင်နာကိုလိုအပ်တဲ့ပစ္စည်းတွေကိုယူလာမယ်။ပြီးသွားလို့ရှိရင်ကတင်ကရေပြင်းကြီးအတိုင်းပေါ့နော်။ညီညာပြန်ပြူးတဲ့ကတင်ဖြစ်ရမယ်။ကတင်ခေါင်းရင်းချီရင်းနေမြင့်နေရဆိုဆရာမတို့နှိမ့်မယ်။ပြီးရင်ကတင်ရဲ့အမြင့်နဲ့အိယာခင်းမဲ့သူရဲ့အရက်ကလည်းတင့်တော်တဲ့အမြင့်မှာရှိရမယ်။အဲ့တော့ပထမဦးဆုံးဆရာမတို့ကမှု့ရပေါ်မှာဘော်တွန်ရှိကိုစခင်းမယ်အဲ့တော့ဘော်တွန်ရှိပေါ်မှာဆရာမတို့ကရေဆိုကန်တရေပြ waterproof sheet Macintosh ကိုခင်းမယ်ခင်းတဲ့အခါမှာကတင်ခေါင်းရင်းကနေပြီးတော့ဆရာမတို့တပေခွဲအကွာမှာလူနာတင်မရှိတဲ့နေရာလောက်မှာဆရာမတို့ခင်းမယ်အဲ့တော့ waterproof sheet ပေါ်မှာဆရာမတို့က draw sheet ထပ်ခင်းမယ်
အဲ့တော့ draw sheet ပေါ်မှာဆရာမတို့က dot sheet ထပ်ခဲမယ်တော့ရှိရဲ့ပုံမှာဆရာမတို့က blank ကန်ခင်းမယ် blank ကန်ခင်းတဲ့အခါမှာကတင်ခေါင်းရနေပြီးတော့ရှစ်လက်မအကွာလောက်မှာစပြီးတော့ခင်းရမယ်ဆရာမတို့က blank ကန်ပေါ်မှာ back separate ကိုခင်းမယ်back separate ရဲ့ blank ကန်ရဲ့တော့ရှိရဲ့ပိုနေတဲ့အောက်နားအစတွေကိုဆရာမတို့ကတင်ဖွင့်ရအောက်ကိုညှက်သွင်းထားမယ်တစ်ချမ်းလုံးအပြည့်ခင်းပြီးပြီဆိုတော့မှဆရာမတို့ကဒီဘက်တစ်ချမ်းကိုတလွှာချင်းစီယူပြီးတော့ခင်းမယ်
ပြင်ဆီယာမတို့ကဒီ back separate ကို blanket အောက်ကိုညှက်သွင်းမယ်ပြီးရင်ဆီယာမတို့ကခေါင်းအောင်ကိုခေါင်းဆွဆွမယ်ခေါင်းဆွကပြောင်းပြန်လှန်ထားမယ်ခေါင်းအောင်ဆွရဲ့အတွင်းကိုလက်နှိုက်မယ်ခေါင်းအောင်နဲ့ခေါင်းကိုတစ်ခါတည်းကင်ပြီးတော့ခေါင်းဆွကိုဆွချမယ်ပြီးရင်ခေါင်းရဲ့ပွင့်နေတဲ့အပိုင်းကဆီယာမတို့တကားတွေဗနေပေါက်တွေရှိတဲ့ဘက်နဲ့ဝေးရမှာထားရမယ်။ဘာဖြစ်လဲဆိုလို့ရှိရင်ဒီတကားတွေဗနေပေါက်တွေကနေဝင်လာတဲ့ဖုံတွေအမှုံတွေကခေါင်းအုံထဲကိုရောက်လို့ရှိရင်ခေါင်းကအလွယ်တကူလျှော်ရတာမလွယ်တဲ့အတွက်ဆီယာမတို့ကခေါင်းအုံရဲ့ပွင့်နေတဲ့အဘက်ကိုတကားဝတွေဗနေပေါက်တွေရှိတဲ့ဘက်နဲ့ဝေးရမှာဆီယာမတို့ထားမယ်ပေါ့နော်။ဒါကတော့လူနာမရှိတဲ့အိယာခင်းနီ unoccupied bed making ပါ။အဲ့တော့အခုဆီယာမတို့ကလူနာရှိတဲ့အိယာခင်းနီကြောင့်ဆီယာမကလက်တွေ့လုပ်ပြရပါမယ်။လူနာရှိတဲ့အိယာခင်းနီခင်းဖို့အတွက်ပထမဆုံးဆီယာမတို့လိုအပ်တဲ့ပစ္စည်းတွေကိုရှုတယ်။လူနာကိုအိယာခင်းမဲ့အကြောင်းဆီယာမတို့ရှင်းပြတယ်။ရှင်းပြပြီးပြီဆိုလို့ရှိရင်ဆီယာမတို့ရှိတဲ့ဘက်ချမ်းကကတင်အကာကိုချမယ်။လူနာမှာချုပ်ထားတဲ့ဆောင်းဆီယာမတို့ခောက်ပြီးတော့ကတင်ချင်းမှာထားမယ်။ပြီးလို့ရှိရင်လူနာကိုအိယာခင်းလဲမှာဖြစ်တဲ့အတွက်အရင်အိယာခင်းအဟောင်းကမှုရအောင်မှာညှက်သွင်းထားတဲ့ဟာကိုဆရာမတို့အရင်ဆုံးအပြင်ကိုထုတ်မယ်အဲ့တော့ဆရာမတို့နဲ့စန့်ကျင်ဘက်မှာရှိတဲ့ကတင်ကိုတော့ဆရာမတို့ကကတင်အကာကာထားမယ်လူနာကိုဘေးဆောင်မယ်ပေါ့နော်အဲ့လူနာကိုဘေးဆောင်မယ်ဆောင်းပြီးလို့ရှိရင်ဆရာမတို့ကအခင်းအဟောင်းတွေကိုလူနာရဲ့ကြောအောက်ကိုဆရာမတို့ညှက်သွင်းမယ်အဲ့တော့ဒီအခင်းလွတ်သွားတဲ့မှုရပေါ်မှာဆရာမတို့ကအခင်းအစ်စ်ကိုပြန်ထပ်ပြီးတော့ခင်းမယ်ဘော်တွန်ရှိကိုယူပြီးတော့ခင်းမယ်အဲ့တော့ဖော်တိုရှိရဲ့အခဲစားတွေကိုဆရာမတို့ကကတင်အောက်ကိုဆရာမတို့ညှက်သွင်းမယ်ပြီးရင်ဘော်တွန်ရှိပေါ်မှာဆရာမတို့ waterproof ရှိရေဆိုးခန့်အခင်းကိုလူနာရဲ့တင်ပါအောက်မှာခင်းမယ်အဲ့တော့ရေဆိုးခန့်အခင်းပေါ်မှာဆရာမတို့ draw ရှိကိုခင်းမယ်
အဲ့တော့ခင်းပြီးသားအခင်းပေါ်မှာဆီယမတို့ကခေါင်းအောင်အစ်စ်ကိုချလိုက်မယ်လူနာကိုပက်လက်မယ်ပြီးရင်လူနာကိုဆီယမတို့ရှိရဲ့ခင်းပြီးသားအခင်းအစ်စ်တွေဘက်ကိုလူနာကိုစောင်းမယ်ဒီဘက်အချမ်းမှာဆီယမတို့ကရင်အကာကိုကာခဲ့မယ်အဲ့တော့အခင်းအဟောင်းတွေကိုဆရာမတို့ဆွဲထုတ်မယ်အဝတ်အဟောင်းတွေအခင်းအဟောင်းတွေဆောင်းတွေကိုအခင်းအဟောင်းထဲမယ်ချင်းတွေခွက်ဘုံတွေကိုဆရာမတို့ထည့်မယ်ပြီးရင်အခင်းအသစ်တွေကိုဆရာမတို့ပြန်တလွှာချင်းစီပြန်ဆွဲပြီးတော့ခင်းမယ်ပြီးရင်လူနာကိုဆရာမတို့တတောင်းတတာအနေထားပြန်ထားမယ်စောင်းအဟောင်းကိုဖယ်မယ်စောင်းအသစ်ကိုလူနာကိုပြန်ခြုံပေးခဲ့မယ်ခရင်အကပြန်တင်ပေးမယ်ဒါကတော့လူနာရှိသောအရာခင်းဒီသင်ခန်းစာပါ